ဦးကတော့တင်းကျုပ်ကောင်ဝါတွင်းရောတူအောင်မှပြက်ဘူးအမေကသားချင်းဘယ်နှစ်ယောက်မွေးတာဟမ်အမေကလာပြီတော့ဦးစင်းတို့သားညီကောင်မောင်နှမဘယ်နှစ်ယောက်မွေးတာဦးစင်းတို့လားလဲဦးရတယ်ဘယ်နှစ်ယောက်ဟို7ယောက်တော့ဦးရတယ်7ယောက်တော့မွေးတယ်ကဲအမေကငါသား9ယောက်6ယောက်ပဲအောင်မြင်ရှိတာကိုအဲ့တော့အမေလည်းလှုပ်ရှားတာပြင်မကလေးတွေနဲ့ဆိုတော့အဲ့ကြောင့်တစ်ခါတည်းအမေဟိုငါလောက်ခဲ့တဲ့ဌာနတွေခုကြမလုံနိုင်ဘူးခေချုံမေးကြီးကွန့်ကွန့်နေလို့မောနေလို့မလုံနိုင်ဘူးအဲ့ကြောင့်မခင်ချော်လည်းမထဲပါဘူးမေးမလိုက်နဲ့ဟိုလည်းမှားဘူးလေးပါသေးတယ်မလားမှားဘူးအမှားဘူးလို့7ယောက်10ကောင်မှု7ယောက်ပေါ့မှားဘူးကဦးစင်းအထက်ကလားအောက်ကလားအမှားဘူးက9လာနေသွားတာမဟုတ်တယ်ဦးစင်းအထက်ကလားအောက်ကလားအမှားဘူးကဦးစင်းအောက်ကဦးစင်းက40ခုသားဟိုက42ခုအမှားဘူးက42ခု42ခုခင်ချို့အထက်ကအကြီးဆုံးကဦးဟောတာလားအကြီးဆုံးပဲဟုတ်လိမ့်မယ်ဦးဟောတာတဲ့အကြီး29ခုသားဦးဟောတာ30ခုသားဦးဟောတာ30ခုသား29ခုသားတယောက်မွေးသေးရဲ့ပေါ့29ခုကသူကလည်းအဲ့လိုပဲမိသူနဲ့တင်ဆုံးသွားတာအဲ့ဒါကြောင့်မို့လို့ဒါမွာဘူးကဦးစင်းအောက်ကပေါ့ဦးစင်းအောက်ကပေါ့မွာဘူးကအမှားဘူးကဘာဖြစ်လဲမွေးတာဦးစင်းအောက်ကလားဦးစင်းဘယ်ဦးစင်းတော့ကျောက်ကဦးစင်းကအကြီးပေါ့ဟိုက42ခုဆိုတော့ဟိုကငယ်တာပေါ့ဦးစင်းက40ခုကိုမွာဘူးရဲ့နာမည်ပေးလိုက်ရတယ်ဦးစင်းပဲတည်တယ်မှာမောငါသားအဲ့တော့တော်တော်ဆိုးတာအမေမေဆိုးတယ်မလဲမေမေငါသားတယ်ငါသားမင်းလို့ပြောလိုက်အောင်မလို့ခါကမဟုတ်ဘူးညအဲ့မအဲ့ဘူးအမေမေဒီကုံဝင်ကြီးနဲ့ငါသားဒီပေါ်ပြင်းပြီးမှောက်ပြီးတော့လမ်းလျှောက်ပါလားတော့ကအစင်းနဲ့ထားရတယ်ဒီလိုမုံဒီစစ်ကွန်းမုံကြီးကဈေးမကောင်းဘူးအဲ့တော့ငါသားလုံးများမမလာမသိဘူးဆိုမုံလက်အစင်းနဲ့ထားရတယ်ငိုလာနောက်ပိုင်းကျမတတ်နိုင်ဥပုဒေဆယ်တို့ပါမဆယ်တို့ပါတိတယ်ဥပုဒေဦးဝဲကျုပ်သားညကြမယ်အဲ့ခုတော့လို့ငုံနေလို့ဆိုတော့ဟာအဲ့တော့တွက်ချက်ပြနင့်အနီးသားလေးတစားကိုသူ့ကိုအင်ကြီးတွေချုပ်ပေးလိုက်ပါတဲ့အဲ့နဲ့ဆရာထွန်းကလည်းကျောင်းဆရာဆရာထွန်းရဲ့လက်ကတော့တော့အင်ကြီးသားလေးကအနီးသားလေးတစားဝယ်ကစားမှာဆိုတော့လင်းမောင်သားလေးဝယ်လာတာအဲ့ဒါငါသားချုပ်ပေးလိုက်တာအဲ့တော့ငါသားအငိုတိတ်တာအဲ့ဒီအင်ကြီးဝတ်ပေးမှငယ်တော့ကဆိုးတာပေါ့ဆိုးတာပြီးအမနေမကောင်းတော့သွားတော့ကိုချက်နဲ့မသွားနဲ့တဲ့ကလေးပန်းနေတဲ့ပန်းလို့ငါသားငါချီးသွားမှာပဲလို့ငါမတတ်နဲ့အမနေမကောင်းလို့လူကြုံမှာလို့သွားမှာအမမသိတော့အမဆိုမသိတော့ငါသားရောငယ်ရှိသေးတာမဟုတ်လေအမပြောတာမဘူးစီလေအမေဟိုငါမစင်ပဲဟိုလူကြုံမှာတန်းဆွေလာကစားမှာနေမကောင်းလို့ဆိုတော့နင်းလက်ကြည့်တော့လားနင်းမသွားနဲ့တဲ့ကလေးနေမကလေးရညင်ပူတဲ့ကလေးပူလည်းမတတ်နိုင်ဘူးလို့ငါတော့သွားမငါသားချီပြီးမဲသွားတော့အမြန်ကြကလေးကနေမကောင်းနေပူမိလာပြီးတော့ကလေးကမနေဦးစံမနေတော့ဘူးအကြံတော့ငုံလို့ကိုချစ်လိုက်ငါပြောစကားကြနားမထောင်ဘူးကလေးကခုနေမကောင်းဘူးပေါ့ဟိုဘာမှမဖြစ်ပါဘူးလို့နေပူကလေးကလည်းပန်းလို့ပါလို့အဲ့မှာတကချစ်တခါထိုးလိုက်ပေါ့ငါသားကိုမလေးမခိကြကြခုပြန်ပြောချင်တယ်အမေကဒါခုသူမရှိလို့မဲပြောလေဒီခါနာဒီလိုပဲတင်းနဲ့သူမပဲတင်းမကွယ်တော့မှာပဲနိုင်မော်နဲ့ကတ်နေလို့လည်းမရဘူးနော်ဦးတင်တော့ဘာမှမလုပ်ရပါဘူးကောင်းရင်သူ့လက်ဆုပ်ကောင်းတော့ငါသားရဲ့ဒီလိုနဲ့ပဲနေရတော့တာပဲမတတ်နိုင်ဘူးအမေကလည်းအလုံးတယ်မခံဘူးခွက်တီသူ့ကိုရိုက်သေးတာရိုက်တွန်းအနန္နာမဆက်တဲ့ဆိုတဲ့ရိုက်ပါပါဇက်ကပြောပါဒီမမရိုက်လို့မရဘူးသူငါ့ကိုငါတစ်ခွန်းပြောငါနှစ်ခွန်းပြန်ပြောတာလို့ငါนี่မလူကြားမှာကြောက်လို့သားနေတာနဲ့သူတော့ရိုက်တာသူ့ကွာမိဆယ်တော့ပြောအရှိမပြောမှမရိုက်ပါနဲ့မပြုတ်ပါနဲ့နဲ့သူကကောင်းတာတော့ကောင်းပါရဲ့မကောင်းမို့မကွာခုနပြောအမေကလည်းခုနကအမေလှုပ်ကြိုးခဲ့တာတွေနားချင်းပြီးတော့စိတ်ကအပြောမခံနိုင်ဒါပြောင်းငါသားနဲ့အမေတို့တော့ခုသူ့ကြိမ်ပါကြိမ်မရှိပါဘူးလူတဲ့သွားရင်ဒါလေးဝှဖို့ပြဖို့ရပြီးရပါပဲစီဝါရေးတွေပါတယ်ခုအမေကတော့မွဲလာလဲအမေမလို့ချင်ချမ်းသာတယ်လို့ချင်မွဲလဲသူတို့ပဲချမ်းသာလဲသူတို့ပဲဒါအမှန်တိုင်းပြောတာအမေတို့ကရှေ့တို့တည်ုံရှိတော့လားမလက်ဆန်းပြောတယ်လို့ပဲဒီမများနေတာနေမသိမ့်မရှိတော့ဘူးဟုတ်တယ်ဘယ်မလက်ဆန်းနော်တမကမလက်ဆန်းကတန်းရွှေတဲ့ကျတူကိုရီတူကသူကလည်း90ကျော်ပြီလေမလက်ဆန်းကလည်းကျော်ပြီလားကျော်ပြီ
83နှစ်ရှိပြီမလက်စားလေ ကိုရီကျတို့ဟာတဲ့သာသမီနဲ့ဆိုင်နေမနေနေလားတဲ့အဲ့တော့ကိုကိုနေကိုကိုလာကျန်းဖန်ပြီးတော့နေရတော့တဲ့မလက်စားတို့ အမေကလည်းနေဖို့နဲလာပြီပေါ့ ဟမ် အမေလည်းနေဖို့နဲလာပြီပေါ့အမေပြောတာနေရဖို့နဲလာပြီပေါ့လို့ နဲလာပြီနေရပေါ့နဲလာပြီ တရားများများထိုင်လေ ဟမ် တရားများများထိုင်တရားအားထုတ်တော့ အမေမခင်ချုံမိတ်ကြီးပါအိမ်ဖျားဆွမ်းတော့ကလည်းအမေကငါဖျားဆွမ်းတော့ကမှငါ့ကိုမခေါ်နဲ့ဖျားဆွမ်းတော့ကက်ကပြီးငါးပါးတိကပါခန်းပြီးတော့အမေကတရားထိုင်လိုက်တာ တရားထိုင်ပြီးတော့အကုန်တော့မြစ်တာကိုအကုန်ပို့လိုက်တာတိုင်းနိုင်ငံလုံးတရွာလုံးမြစ်တာပို့ပြီးမှအောက်ဆင်းတာအမေကဘယ်တော့မှဟောပြီးမခင်ချုံမိတ်ကြီးညလည်းညမို့လို့အမေကဟာလား ကုသိုလ်ကောင်းမှုလေးများများလို့ အဲ့ကုသိုလ်ကောင်းမှုတော့အထူးတော့မလုံးနိုင်ပါဘူးငါဒါရဲ့ဥပုသ်ဆောင်တဲ့ခါလူကြီးသူကြီးတွေကိုခါးတွေပါတွေကုန်နေတဲ့ခါဟိုမှလာကသွားလာနေတယ်ဆိုရင်သွားခေါ်ဒီကယူမဲ့နေရာလေးကိုဒီလက်ဆန်းလေးလက်ကကိုင်းပြီးတော့သူတို့ဒီထိုင်တော်ကြီးထိုင်ဒီညထိုင်ပေါ့အဲ့လိုမျိုးပါပြရတာပေါ့ ဝေယဝဆကုသိုလ်ပေါ့ ရေတောက်ချင်လားအခုကုသိုလ်လောက်တာတွေရွာတာကူတိုက်တယ်ဆံပြုတ်တိုက်တယ်မငါတိုက်တယ်ထမတော့နိုင်တော်ကြီးကိုဆံပြုတ်ကလေးတောင်းမလားအမပါကူလေးတောင်းမယ်တောက်ချင်သူတို့ယူတိုက်လိုက်တာပေါ့ အေးပေါ့ အဲ့လိုပေါ့ ဝေယဝဆကုသိုလ်ပေါ့ မကောင်းကြည့်တို့လိုဟာမျိုးတို့မတန်းစိန်လိုဟာမျိုးကြတော့ မတန်းစိန် မ တို့ တန်းစိန်ရလေခုကကိုပြူကြောင်မဲမှာသူကလည်းခါကုန်လာလေခါကုန်ရဟိုရှိ